အခုကစားပြမယ့်ကစားနည်းကတော့ dumbbell pull over ကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကကျွန်တော်တို့ရဲ့ shoulder chest နဲ့ back muscle တွေကိုပါအကုန်လုံးကိုထိရောက်စေတဲ့ compound ကစားနည်းတစ်ခုပဲဖြစ်ပါတယ်ဒီကစားနည်းကိုကစားရမယ်ဆိုရင်ကျွန်တော်တို့ dumbbell ဒါမှမဟုတ်ဒီတန်ဘူးကိုကင်ပြီးတော့ခုံဒါမှမဟုတ်ကျမ်းပြင်ပါလှည့်အိတ်လိုက်ပါမယ်လှည့်အိတ်ပြီးသွားရင်ဒီတန်ဘူးတော့မဟုတ်အလေးတုံးကိုလက်ကိုစက်နေအောင်ကင်ထားလိုက်ပါမယ်ပြီးရင်လက်ကိုတစ်ဖြောင်းလိုက်မယ်အနောက်ကိုရိုင်ချအပေါ်ကိုပြန်ဆွဲတင်အနောက်ကိုရိုင်ချအပေါ်ကိုပြန်ဆွဲတင်အနောက်ကိုသုံးပြီးရိုင်ချအပေါ်ကိုပြန်ဆွဲတင်ပြီးတော့ကစားရမှာပဲဖြစ်ပါတယ်ဒီကစားနည်းကတော့ကျွန်တော်တို့ရဲ့ back muscle တွေကိုအဓိက focus လုပ်ပြီးကစားခြင်းနဲ့ကစားနည်းဖြစ်ပါတယ်ဒီကစားနည်းကကျွန်တော်တို့ကိုပခုံးရင်ဘတ်နဲ့ကြော muscle တွေကိုထိရောက်စေပေမဲ့ကျွန်တော်တို့ကကြော muscle တွေကိုထိရောက်အောင်ဒီကစားနည်းကိုဒီနေ့မှာထည့်ကစားတာဖြစ်ပါတယ်ကျွန်တော်အဆန်းကစားပြပါမယ်